ဒီကိုစနစ်ပေါ်သို့ဖိတ်ခေါ်ပြစေရှင်။ဘယ်မှာမတော်လဲ ဒီကမှာမောင်လေးအာစာဒီဒီဆိုမဲ့ချင်းလေးကိုပြတ်ပြောပြပေးပါဦးဟုတ်ပါကန်တော်စီးစာကန်တွေစီးစာဆိုတော့ဆန်နယ်လေးတွေမှာလွှင့်နေစာသားပါဒါဆိုအာစာဒီရဲ့ကန်တွေစီးစာကိုသူလည်းသိနော်โอเคဒါတော့ကြည့်အောင်ပါညနေခင်းလေးပြည်ထဲမှာမင်းစံရည်တောင်းတန်းတဲ့အခါပန်းမလေးရရှိသွေးပြကျင်းကလေးတွေတင်ဆိုတော့ပါဘုံမမြတ်ခင်စိမ်များဦးမျိုးလို့မင်းလာရလန်းခင်ပြီးကြမှာစံကြောင်လေးတွေတောင်းနေပြီကွာမင်းစပင်းလေးတွေသိလာတဲ့အချိန်ဝါညနေခင်းလေးပြည်ထဲမှာမင်းစံရည်တောင်းတန်းတဲ့အခါပန်းမလေးရရှိတွေ့ပြကျင်းကလေးတွေတင်ဆိုတော့ပါဘုံမမြတ်ခင်စိမ်များဦးမျိုးလို့မေလာရလန်းခင်မိကြမှာစံကြောင်မလေးတွေတောင်းနေပြီကွာမင်းစပင်းလေးသိလာရဲ့ရှိန်ဝါညနေခင်းလေးပြည်ထဲမှာမင်းစံရည်တောင်းတန်းတဲ့အခါပန်းမလေးရှိသွေးပြရှင်းကလေးတွေတင်ဆိုတော့ပါဘုံမမြင်ခင်စိမ်များဦးမျိုးလို့မိလာရလန်းခင်မိကြမှာစံကြောင်လေးတွေတောင်းနေပြီကွာမင်းစပင်းလေးတွေသိလာတဲ့အချိန်ဝါရှိသွေးပြကျင်းကလေးတွေတင်ဆိုတော့ပါ